budget ချွေတာပြီးတော့ skin care လုပ်မယ်နော်အမတရားဝေးထားရပါတော့အခုမှ skin စကဲမှာ budget လေးလည်းချွေထားခြင်းနဲ့ဆိုတော့အခုကအဆအဆရရဈေးတွေကဒီလိုဖြစ်နေရလေအဲ့တော့ကိုက skin care လုပ်ခြင်းနဲ့ skin care လည်းလုပ်ခြင်းနဲ့ budget လည်းချွေထားခြင်းနဲ့ကိုယ့်ရဲ့အသားရည်ကလည်းလုံးဝအထိမခံတဲ့အသားရည်မဟုတ်ဘူးဆိုရင်တော့ Lovely brand ကိုရွေးချယ်စီခြင်းနဲ့ပေါ့နော်ဒီဥစ္စာလေးဒါလေး Lovely brand လေးကိုရွေးချယ်ပါလို့နော်အမကတော့အထုပ်ကလေးတွေလို့ပြောထားတယ်အဲ့တော့အထုပ်ကလေးတွေလည်းသွားပြပေးမယ်လောဆယ်အထုပ်ထဲမှာမရှိတာမျက်နှာသစ်မရှိဘူးဆိုတော့မျက်နှာသစ်ကိုဒီ Lovely brand လေးရေးပေးနော်ဒါလေးဆိုလုံးဝတကယ်ကို budget ကို share safe ပါတယ်နော်ဒါလေးနော်ဒါလေးရေးပေးမယ်နော်ဒီဥစ္စာလေးသုံးမယ်ပြီးသွားလို့ရှိရင်တော့အထုပ်စီကိုသွားမယ်နော်ကဲဒါဆိုရင်တော့ဒါဘာမှမရှိတဲ့သူတွေအတွက်ကတော့ budget ချွေတာပြီးတော့ skin care လို့ရတယ်ဒါပေမဲ့ကိုက sensitive ဖြစ်တယ်မတည့်တာတွေတအားများတယ်အရေးပြတအားပါတယ်ပေါ့နော်အဲ့လိုမျိုးအတွက်ဆိုရင်တော့တခြားနေရာနည်းနည်း short budget ကိုအရင်မချွေတာနဲ့နော်ကိုယ့်ရဲ့အသားရဲ့ဘာမှတိတ်ထွေထူးမရှိဘူးပုံမှန်လေးပဲဒီတိုင်းလေးပဲ skin care ကျင်တာဥမာတင်းမဲ့ကြောင်မထွက်ချင်တာပေါ့နော်အဲ့လိုမျိုးအတွက်ဆိုရင်တော့ဒီမှာအထုပ်တွေကနေပြီးတော့ရွေးသွားပေးမယ်နော်အထုပ်လေးတွေကလည်းပစ္စည်းကုန်နေရလေးလည်းများတယ်နော်ကဲဒါဆိုရင်တော့အလွယ်တကူဝယ်လို့ရတဲ့စီရန်ညနာတပြီးသွားရင်ဒီစီရန်လေးလေအလွယ်တကူဝယ်လို့ရတယ်ဘာမှပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဝယ်လို့ရတယ်ဒီတစ်ထုပ်ဆိုလဲ9000ပတ်ချလဲအပေါ sorry ဒီမှာဆို6000ပဲရောင်းနေပေါ့နော်6000ပတ်ချလဲနဲ့တလားလောက် AC သုံးလို့ရတယ်ဆိုတော့ budget အရင်စီဖြစ်တယ်ဒါလေးသုံးနော်ကဲဒါလေးရှိမယ်ဒါကတော့စီဗန်ပြီးရင် moisture သုံးမယ် moisture ကိုလည်း brand ကောင်းလေးပဲပေါ့နော် brand ကောင်းနဲ့9000 8000ပတ်ချလဲလဲဆိုရင်ဒီ smooth ဆိုတဲ့ moisture လေးသုံးပြီနော်ဒါလေးသုံးမယ်ဒီဥစ္စာလေးဒါလေးသုံးနော်ကိုယ့်ရဲ့အသားရည်ကရှားဆောင်လို့ခယူနဲ့တဲဖို့တော့လိုတယ်ပြီးသွားရင်ဘယ်လိုပြောမလဲအရင် sensitive မဖြစ်တဲ့အသားရည်တော့ဖြစ်ကြမှာပေါ့နော် sensitive ဆိုရင်တော့ budget အရင်မချွေတာနဲ့တခြားနေရာ shop ပြီးတော့ skin care ကိုတေချာလေးသုံးမယ်နော်ဒီ moisture လေးလေဒါလေးညာဘက်ဆိုအဲ့နှမျိုးနဲ့ပြီးသွားပြီနေခင်းဘက်ဆိုရင်မဖြစ်မနေရ sun cream လိုအပ်ပါတယ်နော် sun cream လိုအပ်တယ်ဆိုတော့ sun cream တစ်ချက်ရှာနေပါတယ်စမှုဆို sun cream ကဘယ်နာရဝိုင်းလဲမသိဘူးကုံဝိုင်းလားမသိဘူးကြ sun cream ရှာနေ sun cream မတွေ့တော့ဘူး okay ဆိုတော့ကဒါလေးပဲတစ်ချက်ကြားလိုက်တော့မယ်နော် smooth sun cream ကုန်သွားပြီဆိုတော့ဒီမှာဒါလေး Q press ရဲ့ sun cream ဒါလေးဒီထုပ်လေးပေါ့နော် sun cream သုံးရင်တော့လေမချွေတာနဲ့နော် sun cream ကိုများများလေးသုံးပြီးအဲ့တော့မှ तू ကနေကိုတေချာလေးကပေးမှာဒါကတော့ budget ချွေတာခြင်းနဲ့အထုပ်ကလေးတွေပြပေးဆိုလို့ပြပေးရပေါ့နော်ဒါလေးလိမ့်ပြီးသွားရင်လေကွာနည်းနည်းလေးတစ်စင် bright ဖြစ်ချင်တာဆိုရင် budget safe ဖြစ်တာပြပြီးအောင်မယ်ဒီမှာday cream လေးဒီဥစ္စာလေး L'Oreal day cream စမ်းခွင်ပြီးရင်ဒါလေးလိမ့်ပြီးရင်နှာခမ်းကြီးပပလေးဆိုလိုက်အဲ့ဒါဆိုလဲ budget တအားစီရနော်ကဲအော်နေ budget စီဆိုလို့ပြောအောင်မယ် budget စီလည်းဖြစ်ချင်နဲ့နှာခမ်းသားလေးညိုမဲမသွားချင်ဘူးဆိုရင်အရန်လှရင်နှာခမ်းကြီးလေးရဆိုင်ဒီဘက်လာခဲ့နော်အရန်လှဒီမှာဒီမှာကြည့် baby bright ကbaby bright ကနှာခမ်းကြီးလေးတွေ baby bright ကနှာခမ်းကြီးလေးတွေရောက်ထားတယ်ကိုကလေနှာခမ်းသားမပြတ်စီးပဲနဲ့1000ပတ်ချလဲနှာခမ်းကြီးပဲသုံးချင်နေဆိုရင် baby bright ကိုတတိယပြီเนาะ baby bright ကအစိုးလဲခံနေပြီးတော့နှာခမ်းရောပါနှစ်ခုလောက်ချင်ရင် lip and cheek ဆိုတာရှိတယ်ဘယ်နာရဝိုင်းလဲမသိ lip and cheek ဒီကောင်လေးပေါ့နော်ဒီဟာလေးဆို lip and cheek เนาะဒီကောင်လေးဆို lip နဲ့ cheek နဲ့ရရဲအဲ့လိုမျိုးလေးเนาะအဲ့လေးသုံးပေးပါအဲ့ဆိုလုံးဝအဆင်ပြေပါပြီเนาะအဲ့တော့ budget safe ဖြစ်မဲ့နှာခမ်းကြီးလည်းရွေးပေးပြီးသွားပြီ budget safe ဖြစ်မဲ့skin care လည်းရွေးပေးပြီးသွားပြီပြီးရင်ဘာရွေးပေးရင်ကောင်းမလဲပေါ့နော်တစ်ချက်လိုက်ခဲ့နော်โอเคဒါဆိုတော့ budget safe ပြီးသွားပြီခေလို့ကိုက watch channel လည်းရှိတယ် budget လည်း safe ဖြစ်ချင်တယ်ဘာမျက်နှာတစ်စီသုံးရမလဲဆိုရင် Q press ရဲ့တစ်ခါတီသုံးကြည့်လားဒါလေးမစိုးဒါလေးသုံးလို့ကောင်းတယ်ဟုတ်လားနော်အဲ့တော့watch channel ရှိရဲ့သူဆိုရင်တော့ဒီဟာလေးသုံးပေါ့နော်ဒါလေးအရင်အဆင်ပြေပြီးတော့ level ထဲမှာ watch channel ရှိရဲ့သူဆိုစီကာဒါတိတ်ပြောစရာတော့မလိုတော့ပါဘူးပေါ့နော်ဒီဥစ္စာလေးဒါလေးသုံးမယ်စီကာလေးသုံးမယ်နော်စီကာလေးသုံးကဲဒါဆိုရင်တော့မစိုးပေါ့နော်ဒီဈေးလေးနေရာပေးပျော်ရယ်လीနော်ကဲဒါဆိုလို့ရှိရင်နေရောပြအောင်မယ်ကိုကလေ budget safe ဖြစ်ချင်တယ်watch channel လည်းရှိရယ် skin care set တွေလည်း short ချခြင်းနဲ့ဥမာတော်တော်များများအရွေးမှားတာတိုနာနဲ့ cleansing water နှစ်ခုရှိရယ်ပေါ့နော်တစ်မျိုးပဲသုံးခြင်းနဲ့တိုနာသုံးရမှာလား cleansing water သုံးရမှာလားဆိုရင်တော့ site မှာအကြံပေးဖြစ်တာ cleansing water ပဲသုံးခိုင်းတယ်နော်တိုနာနဲ့ cleansing water ဆို cleansing water ပိုလိုရလို့ထင်တယ်အခုချိန်ထိလေမှားနေရတစ်ခုရှိရယ်တိလားအခုချိန်ထိအဲ့ဒါဘာလဲဆိုတော့စမ်းခွင်မဲ့လိမ့်တာ cleansing water မလိုဘူးတဲ့အဲ့ဒါအခုချိန်ကြီးပဲလိုတယ်ပြောလဲမရအောင်မလိုဘူးကြီးပဲတိလားနော်တကယ်တော့ cleansing water လေးထည့်သုံးနေသူနဲ့ထည့်မသုံးနေသူတော်တော်လေးကိုကွာတယ်အဲ့ဒါကြောင့်လေဘလို့ပဲဖြစ်ဖြစ် cleansing water လေးရောထည့်သုံးပေးပါလို့နော်အဲ့လေးလဲပြောတာ cleansing water ထည့်သုံးရမယ့်အကျိုးတွေကအများကြီးပဲစားဝတ်ချန်တသားရေချွေးပေါက်ကျဲတသားရေအသားလေးကြီးတယ်
ဝက်ချက်အမြင်မပြတ်တဲ့သူတွေဆိုအဲ့ cleansing water တအားကောင်းတာနော်ပြီးရင်ဝက်ချက်တယောက်ရှင်ဆိုဝက်ချက်တိုးစေးလေးပါစောင်းကိုယ်တိုင်တော့ဝက်ချက်တိုးစေးမစောင်းဝက်ချက်တိုးစေးမသုံးတာပေါ့နော်အဲ့တိုင်းမဲ့သုံးရင်တော့သူချင်းနေကြောက်သွားဝက်ချက်နော်ကဲအဲ့ဆိုရင်တော့ကဲဘယ်နှမိနစ်လောက်ရှိပြီလဲမသိဘူးနော်အခုကြည့်နေရအခုရိုက်နေရဆိုလို့ရှိရင်ဆိုပါ9မိနစ်နော်9မိနစ်ပဲချလဲတော့ရှိသားကဲဒါဆိုရင်တော့နေဘာဆက်ပြောရင်ကောင်းနေဒီဘက်လေးခဏလာဒီဘက်လေးခဏလာအောင်နောက်ထပ်လေဟိုဘတ်ဂျက်ဆေးဖြစ်ပြီးတော့လေဘူးအကိတ်ညက်တဲ့ဆိုဒီဟာ2000ကျော်ဆိုစေးလားနည်းနည်းတော့စေးပါရဲ့နော်ဒီမှာဒီဟာလေးဒီထဲမှာဆိုရင်ကိုကပေါ့နော်ဝက်ချန်ရှိတယ်ရှားတောင်းနဲ့တဲ့ဆိုဒါလေးတော့နော်ဝက်ချန်ဘာညာလည်းမရှိဘူးအသားလေးကြည်ကျင်တာဖုံနေတဲ့သွားရတာဆိုဒီဟာလေးတော့ဒါလေးတော့ပြီးသွားရင်ဒီဘက်လေးလာမယ်အသားရည်ကြည်လင်တင်းရင်းချင်တယ်ဆိုရင်အကြည်လင်တင်းရင်းအောင်မှာ smooth ဖြစ်ချင်တာဆိုရင်ဒါလေးတော့ဝက်ချန်စီဘူးနည်းနည်းပါးလည်းရှိတတ်တယ်ဆိုရင်လေကဲဒီမှာထားလာပြီတင်းနေမဲ့ကြောက်သမားဆိုဒါလေးတော့အားကောင်းနေပြီလားဒါလေးကတော့ကြောင်ညာဝင်တာပေါ့နော်မေးတော့မမေးဘူးဒါပေမဲ့ तू လဲ180မယ်ပါတဲ့တဘူးကိုမှဒီမှာဆိုရင်တော့2200နေပဲရောက်နေအဲ့တော့တော်တော်လေးကိုတန်ပြီးတော့သုံးရတာလေအဆင်ပြေတဲ့ဒစိတ်ထဲမှာပါတယ်တို့နေမိုလီကနော်ဒါလေးကတော့ကြောင်ညာဝင်တာကဲပြီးတော့ဗာပြောကြရှိသေးလဲမသိဘူးပေါ့နော်အနေအောင်လာမလီကျူရေးလည်းရောက်ထားတယ်နော်ရောက်လာတော့အစုံပါပဲနော်အစုံပဲပြောမယ်ဆိုလို့ရှိရင်တော့အစုံပဲပေါ့နော်ရိုင်းမှာကိုဝယ်ရခက်နေတဲ့ပစ္စည်းတွေရှိလဲ comment မှန်လေးနော်ဒါလေးဘယ်မှာရနိုင်လဲဗာလဲတစ်ချက်မြေပြောပေးမယ်လीနော်ကိုသိရင်လည်းသိရမသိရင်လည်းမသိဘူးပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ဗာလေးသိချင်းလဲဒီကြီးတိုနာဆိုလေပစ္စည်းလုံးက share ပြက်နေတာမနေဥထားတယ်ဥထားတယ်မနေဝယ်ပြီးတော့မနေကိုမနေလောက်ထားတယ်ပစ္စည်းဒီပစ္စည်းကနော်အရန်လဲကောင်းနေပစ္စည်းတွေပြက်နေအဲ့လိုလေးရှိပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဗာလေးသိချင်တာရှိလဲနော်သိချင်တာရှိရင် comment မှာမေးလို့ရတယ်စုံတဲ့ထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်တဒါဒီချိန်ထိကြည့်ပြီးလို့တကယ်ကျေးဇူးအများကြီးတင်ပါတယ်နော်